ဒီ Treasure of 26ကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ် Okay ဒီမှာပေါ့နော် Treasure of 26ဆိုပြီးမှရှိတယ်သူ့မှာဘာတွေပါလဲပေါ့နော်ဘာတွေပါလဲကြော်တွေဘာတွေပြန်ရနိုင်မလဲပေါ့နော်ဘယ်လိုမျိုးဝင်လို့ရလဲကဲပေါ့ထားပါတော့ကြော်တွေကတကယ်လို့ကိုကဒီဟာထဲကိုဒီရဲ့ event ထဲကိုကြော်တွေကမဝင်ရသေးဘူးเนาะမဝင်ရသေးဘူးဆိုရင် participate ကိုနှိပ်လိုက်ပါ Okay ဒါဆိုရင် you are in ဆိုမှပြပြီဖြစ်ပါတယ် Okay ဒါဆိုရင်ဒါကပေါ့နော်ကျွန်တော်အစအောင်ကကျွန်တော်ကဒီ iPhone AirPod ဘာညာပေါ့နည်းနည်းပါးလေးပဲမှတ်နေတာဒါမှကြည့်လိုက်သူတို့သူပေးထားတာကတော့ဒီမှာ iPhone ဆိုရင် iPhone 70 Pro Max က85လုံးเนาะ Lenovo Yoga Pad တော့မှာလीเนาะ Okay အမှကြည့်ပါ MacBook Air တို့ Samsung Galaxy အဲ့ဒါတွေပေါ့နော် Okay အရေးတော့ဘယ်နှခုဒါကတော့ပစ္စည်းပေါ့နော်ပစ္စည်းပေးတာဖြစ်ပါတယ်အဲ့ဒါပြီးပြီဆိုရင်နောက်တစ်ခုထပ်ရှိပါသေးတယ်ပတ်စံပြန်ပေးတာပါဒါကတော့ပစ္စည်းတွေကိုမဲဖောက်ပေးတာဖြစ်တယ်ကဲနောက်တစ်ခုကြတော့ဒီ Treasure Trader for Treasure Game Okay ဒီထဲမှာဒီကောင်ကစိတ်ဝင်စားဖို့တော်တော်ကောင်းတယ်ဆိုတာထက်ကွာကျွန်တော်တွေကဘယ်လိုပြောမလဲကိုယ့်ရဲ့ပတ်စံပေါ့နော်ကိုထည့်လိုက်တဲ့ပတ်စံရဲ့ထောက်ဝက်ကြော်နီးပါပေါ့နော် maybe 60ရာခိုင်နှုန်း80ရာခိုင်နှုန်းလောက်ကပြန်ပြီးရနိုင်တဲ့ထဲမှာပါတယ် Okay ဒီထဲမှာကျွန်တော်တစ်ခုချင်းစီကျွန်တော်တစ်ချက်ကြည့်လိုက်မယ် Okay ဒါကတော့ထားပါတော့ဒါတော့မရှင်းပြတော့ကိုကျွန်တော်ဖတ်ပြီးသားဆိုတော့ပထမဆုံးဒီမှာ coin receive ပေါ့နော်ဒီ coin receive ကသူကဒါမျိုး coin ပေးတယ်ဒါမျိုး coin တစ် coin ရပြီဆိုရင်ကျွန်တော်တွေကဒီမှာရေးထားတဲ့အတိုင်းပဲ$1ကိုတစ် coin ကို$1နဲ့လဲလို့ရတယ်ကျွန်တော်တွေဘယ်လောက်ထိ maximum ရနိုင်လဲဆိုတော့ခု10ရာ1000တောင်း4,900ကျော်ဒီကျော်တွေ coin ရနိုင်တယ်4,900ကျော်ဆိုရင်ဒေါ်လာ4,900ကျော်ပေါ့နော်အတိအကျပဲ1 coin ကို$1နဲ့ညီမျှတာဖြစ်တဲ့အတွက်ကြောင့်မလို့ပတ်စံရနိုင်တယ်ဟုတ်ပြီနော်ကျော်တွေဥမာကွာတကယ်လို့ကိုယ်မှာ coin 1000ပဲရှိရဆိုရင်$1000ပြန်ရနိုင်တယ်လို့ပဲပြောတယ်ရကိုရမယ်လို့မပြောဘာလို့လဲဆိုတော့ဒါကလည်းတို့တွေက cancel မဲ့ပြန်ဖောက်ပေးတဲ့ပုံစံမျိုးနဲ့ပြန်သွားတာ Okay ဒါဆိုရင်ကျို့တွေဒီလို coin တွေကိုဘယ်လိုမျိုးရမလဲဆိုတော့ Okay coin တွေကိုဘယ်လိုမျိုးရမလဲဆိုတော့ဒီမှာတို့တွေ hero collection ဆိုပြီးမှရှိရတွေ့လားစုစုပေါင်း hero 12ကောင်ရှိတယ် Okay ဘာညာပေါ့နော် Okay ပထမဆုံးကကျို့တွေကဒီ coin လိုချင်တယ်ဆိုရင်ဒီ coin ကိုလိုချင်တယ်ဆိုရင်ကျို့တွေလောက်ရမှာတော့ပတ်စံထည့်ရမှာ deposit လောက်ရမှာ Okay ဒါဆိုရင်ကျို့ပထမဆုံးဒီမှာဒီဟာလေးတစ်ချက်ပြမယ် snowman ဆိုတဲ့ hero လေးပြမယ်နှိပ်လိုက်ပြီ Okay ဒါကကျွန်တော်တွေဘယ်လောက်ထည့်ရမလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်မယ် more detail မှာကျွန်တော်နှိပ်လိုက်မယ် Okay ဒါဆိုရင် minimum deposit $5 $5ထည့်ပြီဆိုတာနဲ့ဒီရဲ့ hero card ကလေးကပွင့်သွားမှာဖြစ်ပါတယ်$5ထည့်ရင် hero card ပွင့်မယ်ထက်ချင်းမှာ after deposit တွေ့လား after deposit မှာဆိုရင်ကျွန်တော်ရမယ် coin က3 coin $5ထည့်တယ်ဗျာ$3အလကားပြန်ရမယ်ဒါပေမဲ့အလကားပြန်ရမယ်ဆိုရအောင်ရမယ်လို့ပြောတာမဟုတ်ဘူးဘာလို့လဲဆိုတော့နောက်ဆုံးနေ့ကျရင် cancel မဲ့ပြန်ဖောက်ပေးတာဖြစ်တဲ့အတွက်ကြောင့်တော့ Okay နောက်ကျရင်လဲဝယ်ရှင်းသွားလိမ့်မယ် Okay ဒါဆိုရင်$5ထည့်မယ် coin က3 coin ပေးမယ်ပြီး turnover complete $5ထည့်တဲ့အချိန်ဆိုရင် turnover ဘယ်လောက်လဲ turnover 50ပေါ့နော်စုစုပေါင်း turnover 50ပြည့်သွားပြီဆိုရင်5 coin စုစုပေါင်းဆိုရင်$5ထည့်တာနဲ့တင် coin က8 coin ရပြီဖြစ်တယ်ပြီးပြီဆိုတော့ 100% bonus ပေါ့နော်100% bonus ဆိုတော့$5ထည့်ပေးမယ်လေကျွန်တော်အကောင့်ထဲကို$10ရောက်သွားမယ်ပုံစံမျိုးကျွန်တော်ဒါလေးတစ်ချက်ဆန်းပြမယ်နော်ထောက်ပေါက်လေးကိုနှိပ်ပြမယ်ဟီရိုကိုနှိပ်တယ်ပြီးပြီဆိုထောက်ပေါက်ကိုနှိပ်တယ်ပြီးပြီဆိုရင်ကိုဘာနဲ့သွားမလဲကိုသွားမဲ့ဟာနဲ့ကိုသွားလိုက်ရုံပဲ Okay ဒီမှာကျွန်တော် Binance Pay ကတော့ကျွန်တော်ဒီလိုစသုံးလို့မရဘူး Okay ဒီမှာပေါ့နော် snowman လို့နှိပ်လိုက်တယ်ဒီမှာ100ဒါကြောင့်$5နဲ့ထည့်လို့ရတယ်$5နဲ့ကို100% bonus ရတဲ့ကုတ်တွေကအရန်ရှားပါတယ်လုံးဝပါမရှိတော့ဘူးရှားတဲ့ထက် Okay ပါပါတယ် Okay $5ထည့်တယ်$10ပြန်ရတယ်ဒါကိုထည့်လိုက်ပြီဆိုမှကျော်တွေ coin လာချင်းရမယ် coin ကိုတစ်ချက်ပြန်ကြည့်မယ်နော်$5ထည့်ပြီဆိုမှ3 coin ရမယ်turnover ပြည့်တယ်ဆိုရင်နောက်ထပ်5 coin ပြန်ရမယ်3 5ဆို8 coin တောင်ပြန်ရပါ8 coin ဆိုဒီမှာ8ဆိုပြီးမှလာပြီးမှပေါ်ပြီဗျာဟုတ်ပြီနော်ဒါဆိုရင်ကိုဒီမှာ coin များများရလေပတ်စံလည်းများများရလေဖြစ်မှာ$3ဒါ coin အနေနဲ့မတွက်ဘဲနဲ့$3 $8ပြန်ရရပဲလို့ပဲသတ်မှတ်လိုက်ပါနော်ဒါတော့$5ပဲထည့်နိုင်တဲ့လူတွေအတွက်ပေါ့ Okay ထားပါတော့ဒီမှာပေါ့သူတို့တွေကဒီလို hero တွေအများကြီးရှိရယ်ဒီ hero ပေါ်မူတည်ပြီးမှ minimum deposit ကဘယ်လောက်လဲဆိုတာပြန်ရော Okay တကယ်လို့ထားပါတော့ဗျာဒီရဲ့ hero ဆိုရင်ဒီဟာဆိုရင်ဘယ်လောက်ရမလဲ6 coin ရမယ် coin က6ခုရမယ် turnover 15ခုရမယ် turnover ပြီးရဆိုရင်15 coin ရမယ်ပေါ့နော် Okay ဒါကိုကျွန်တော်တစ်ချက်ဝင်ကြည့်မယ်ပြီး more detail နှိပ်တယ် Okay
ဒါကြတော့ minimum deposit က$20 ထဲမှာပဲကျွန်တော်တို့ရမှာဖြစ်ပါတယ်$20ထဲမယ်အမှရမယ်โอเคတို့ဒီမှာရေးထားပါတယ်နော် minimum deposit က120ကိုထဲမဲ့ amount ပေါ်မူတည်ပြီးမှဒီ hero လေးတွေရွေးပေးပါတကယ်လို့ဗျဒီ hero ဗျ snowman ကိုပဲရွေးတယ် snowman က minimum deposit က$5ပဲရှိတယ်ဒါပေမဲ့ကိုထဲမှာ$200ထဲမှာ$200ထဲမှာကို snowman ကြီးသွားမရွေးပါနဲ့ဥပမာ$200ထဲမယ်ဆိုရင်ဒီမှာလေ minimum deposit 120ဒီဟာလေးပေါ့နော် aura လေးကို aura ပေါ့နော်ဒါလေးကိုရွေးလို့ရတယ်ဒီ hero လေးကိုဟိုရွေးရထားပါတော့ကိုက150 200ထဲမယ်ဆိုဒီ hero ရွေးလိုက်တယ်ရွေးပြီးပြီဆိုရင် top up ဆိုတာလေးကိုနှိပ်လိုက်ရုံနဲ့တင်ကျွန်တော်တွေက coin တွေရရှိမှာဖြစ်ပါတယ်ဟာမှာ12 coin ရမယ်โอเคဒါဆိုတော့100ပေါ့နော်100ပဲဆိုမရဘူးဒီရဲ့ promo code ကအနည်းဆုံး120ထည့်ရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ထားပါတော့200နဲ့ပြလိုက်မယ်โอเคဒါဆိုရင်ပတ်စံထည့်လို့ရပြီဖြစ်ပါတယ်โอเคဒါပြီးပြီဆိုရင်ကျွန်တော်တစ်ချက်ပြန်ပြပေးမယ်နော်ဟိုကောင် game ညာတွေ့လားနော် treasure game ဒီကောင်က giveaway ဒီကောင်ကပေးချင်လို့ပေးတာဟာဟုတ်တယ်ဗျပေးချင်လို့ပေးတာဒါပေမဲ့ကျွန်တော်တွေဒီဟာထဲကိုပါဝင်ဖို့ကတော့ဘာလို့လဲဆိုပတ်စံထည့်ရမယ် trade ရမယ် turnover များရမယ်များ deposit လုပ်မယ်များ trade မယ်အကြောင်းရင်းများလုပ်မယ်အဲ့ဒါဆိုရင်ကျွန်တော်တွေကဒီရဲ့ပြိုင်ပွဲမှာဒါလေးကိုကန်ထူးနိုင်မှာဖြစ်ပါတယ် iPhone 70 Pro Max Lenovo Yoga တွေရော MacBook Air Samsung Galaxy S27 Plus အမှာ PS5 တွေရော Xbox X Series တွေရော Steam Deck တွေရောတခြားဟာတွေကိုပါပါတည်းတူဟိုလိုပေါ့နော်ဈေးတက်တာတဲ့ဟာတွေဈေး$300အောက်တွေကိုသူမပြထားဘူးကျွန်တော် email မှာကြတော့အကုန်လုံးပါပါတယ်โอเคဒါဆိုရင်ကျွန်တော်တွေအကောင့်ဖွင့်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Telegram ကိုလာပြီးဆက်သွယ်ပေးလို့ရပါတယ်เนาะအားလုံးကျေးဇူးပါ